ခရီးဝေးသွားရင်အင်ဂျင်အပူချိန်တက်ပြီးလမ်းဘေးမှာကားထိုးရက်ဖူးလားဒီအမားသေးသေးလေးကြောင့်အင်ဂျင်တစ်ခုလုံးအသစ်လဲရတဲ့အထိပတ်စံသိန်းချီကုန်သွားနိုင်တယ်နော်အရန်ရေဘူးတွေကကူလန့်အဆင့်ကိုစစ်ဆေးပါအဲ့ဒီမှာလုံးနဲ့ဖူဆိုပြီး line 2 line ရှိပါကူလန့်ဟာအဲ့ဒီ line 2 line ကြားမှာအမြဲရှိနေရပါမယ်ဒါမှမဟုတ်ဖိုအနားမှာရှိနေရပါမယ်ခဏလေးမစစ်ခင်အရေးကြီးဆုံးသတိပေးချက်အင်ဂျင်ပူနေတော့ရေတိုင်ကြီးဖုံးကိုလုံးဝမဖွင့်ပါနဲ့ရေဘူးတွေပန်းထွက်ပြီးအပူလောင်တက်လို့ပါဆက်သက်ပြီးအင်ဂျင်အေးတဲ့အထိအရင်စောင့်ပါဒုတိယအဆင့်အင်ဂျင်အေးရင်ဖုံးဖွင့်စစ်နောက်ကြည့်တာတန်ချေးရောင်ရှိလားကြည့်ပါပုံမှန်ဆိုကူလန့်တန်တန်လေးဖြစ်ရမယ်တကယ်လို့ရေလျော့နေရင်ကူလန့်အရည်အသစ်ကိုဖူထိဖြည့်ပေးပါရေရိုးရိုးထည့်တာထက်ကူလန့်သုံးတာကတန်ချေးတက်တာနဲ့ပတ်ပွက်ဆူတာကိုပိုကာကွယ်ပေးပါလားရေအရမ်းနောက်နေရင်တခါတည်းဆေးချဖို့လိုပါလိမ့်မယ်မင်းရဲ့ကားရေတိုင်ကြီးကိုပုံမှန်စစ်ဖြစ်လားဒီဗီဒီယိုလေးကမင်းအတွက်အသုံးဝင်နေဆိုရင် like နှိပ်ပြီးတငယ်ချင်းတွေကို share ပဲ follow လုပ်ထားဖို့မမေ့နဲ့နော်မင်းတို့ကစီစားအရမ်းများလာပြီးအစွဲအယုံတွေကျနေပြီလားဒါဆိုရင်တော့ကားဝက်ရှော့သွားပြီးပတ်စံမကုန်ခင်ဒီ filter နှစ်ခုကိုအရင်ဆုံးစစ်ကြည့်လိုက်ပါသတိပြုရမှာက air filter တွေမဖြုတ်ခင်ကားဆက်ကိုတေးသေးချာချာပိတ်တော့ဖြုတ်ပြီးအင်ဂျင်အေးသွားတဲ့အထိစောင့်ဖို့လုံးဝမမေ့ပါနဲ့ပထမဆုံးအဆင့်အနေနဲ့အင်ဂျင်ခန်းထဲက air filter box ရဲ့ဘေးကလစ်တွေကိုဖြုတ်ပြီးအင်ဂျင် air filter ကိုအပြင်ထုတ်လိုက်ပါဖုံတွေတန့်ရှင်းရေးလုပ်တဲ့အခါလေကိုအတွင်းဘက်ကနေအပြင်ဘက်ကိုမှုတ်ထုတ်ရပါမယ်လုံးဝညစ်ပတ်ပြီးမဲနေရင်တော့အသစ်လဲလိုက်တာအကောင်းဆုံးပဲဗျာဒုတိယတစ်ခုကတော့ကားထဲကလေထုတန့်ရှင်းဖို့နဲ့aircon အနက်အသက်ကောင်းဖို့ခရီးဒီဘက်ကအန်ဆွဲနောက်မှာရှိတဲ့ cabin air filter ကိုဖြုတ်ရပါမယ်ဒီကောင်ကိုလည်းဖုံခါပြီးပြန်တက်ပါအရေးကြီးတာက filter ပေါ်ကမီးညံ့များအောက်ဆိုင်နေတဲ့ air flow လမ်းကြောင်းအတိုင်းမှန်အောင်ပြန်ထည့်ဖို့ပါပဲဒီလိုလုပ်ပေးရင်ကားစီစာတက်တာပြီးလေကောင်းလေတန့်ရမှာပါဗီဒီယိုကအသုံးဝင်ရင် like နဲ့ share လုပ်ပြီးနောက်ထပ်ကား level မြင့်နည်းတွေအတွက် follow လုပ်ထားအောင်နော်ကားအဲကွန်အေးမလာရင်စိုင်းချက်ချင်းပြေးပြီး custom မထည့်လိုက်ပါနဲ့အောင်ပိုက်ဆံအလကားကုန်သွားနိုင်ပါတယ်ကားအဲကွန်ကလေဘဲထွက်ပြီးမအေးတာရာသီဥတုပူလေးလေးပိုဆိုးလေးလေးဖြစ်နေတာဒါမှမဟုတ်မောင်းနေချိန်မှာနင်းနေအေးတာမျိုးကြုံပူးကြတယ်မဟုတ်လားဒါဟာ gas ကုန်တာမဟုတ်ပဲရှေ့ဘန်ပါနောက်ွယ်မှာရှိတဲ့ပစ္စည်းလေးတစ်ခုကြောင့်ဖြစ်ဖို့ပုံများပါတယ်ဒီကောင်လေးကတော့အပြင်ဘက်ရာသီဥတုအပူချိန်ကိုတိုင်းပေးရဲ့စင်ဆာလေးပါဒီစင်ဆာလေးမှာဖုံတွေကြီးတွေပိတ်နေရင်ကားကွန်ပျူတာစီကိုအချက်ပြမားတွေပို့ပေးပါတယ်အဲ့ဒီအခါကားကွန်ပျူတာကအပြင်မှာအေးနေရလို့ထင်ပြီးအဲကွန်ကွန်ပရက်ဆာကိုအပြည့်အဝအလုံးမလုံးခိုင်းတော့ပါဘူးဒါကြောင့်အဲကွန်ကလေဘဲထွက်ပြီးမအေးတော့တာပါဒါကိုဖြုတ်ပြီးတေချာတန့်ရှင်းရေးလုပ်ဆေးကြောပေးလိုက်ရင်အဲကွန်ကပုံမှန်အတိုင်းပြန်အေးသွားပါလိမ့်မယ်ဒီအပြင်ဘက်အပူချိန်တိုင်းစင်ဆာလေးဟာကားအဲကွန်စနစ်တစ်ခုလုံးအတွက်အရေးပါလာပါတယ်ဒါလေးကိုမမေ့အောင်မှတ်ထားရင်နောက်ဆိုကားပြင်တဲ့အခါအလကားပိုက်ဆံကုန်ခံပြီးအလိန်ခံရတော့မှာမဟုတ်ပါဘူးအခုလိုကားနဲ့ပတ်သက်တဲ့ဗဟုသုတတွေပြုပြင်ထိန်းသိမ်းနည်းတွေကိုဆက်ပြီးလေ့လာခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ပေကို follow လုပ်ထားဖို့မမေ့နဲ့အောင်တော့အားလုံးကိုကျေးဇူးတင်ပါတယ်ကား dashboard မှာအင်ဂျင်မီးလင်းလာရင်ခေါင်းစားမသွားနဲ့ဦးငါဆက်လို့ပြမယ်တေချာကြည့်ထားနော် mechanic ဆိုင်စီတန်းပြေးစရာမလိုဘူးအဲ့ဒီမှာတွေ့လားမီးလင်းနေတာငါအခုလုံနီးလေးတစ်ခုတင်ပေးမယ်မင်းတို့ငါ့ကိုတကယ်ကျေးဇူးတင်သွားစေရမယ်ဒီနီလန်းကတကယ်ဆန်းတက်ပြီးသားစိတ်ချရတဲ့နီလန်းပဲဒါပေမဲ့လျှို့ဝှက်ချက်လေးတစ်ခုတော့ရှိတယ်ခဏနေပြောပြမယ်ဒီမှာပဲတေချာစိုက်ကြည့်တာဘယ်နေရာကိုသွားရမလဲဆိုရင်ဒါပေမဲ့ပထမဆုံးအနေနဲ့ဒီပလက်ကောင်းလေးရှိဖို့လိုတယ်နော်ပလက်ကိုတေချာလေးဆွဲဖြုတ်လိုက်မယ်ကဲပလက်ကငါ့လက်ထက်ရောက်ပြီဒီမှာတေချာကြည့်လိုက်အောင်ဘယ်နေရာကိုသွားရမလဲဆိုတော့ဒါကO2 sensor ခေါ်တဲ့ oxygen sensor ပဲအဲ့ဒီ sensor ကပဲအင်ဂျင်မီးကိုခဏခဏလင်းစေတဲ့တရက်ခံပဲဗျာမင်းတို့ဘာလုပ်ရမလဲဆိုရင်ရေထည့်ထားတဲ့ခွက်အသီးလေးတွေခဏစိမ်ထားလိုက်ပါစိတ်အေးထားပါမင်းတို့ပြန်လာပြီးငါ့ကိုကြည့်စုတင်ကြရလိမ့်မယ်ကဲဒီမှာတိချာလေးကြည့်ခဲပတ်စားလေးတစ်ခုတော့လိုလိမ့်မယ်ဟေး तू ဘာလို့ဓာရီလာလုံနေတာပါလဲလို့စဉ်းစားနေတာလားစိတ်အေးထားခဏနေမင်းတို့ပြန်လာပြီးငါ့ကိုအများကြီးကျေးဇူးတင်သွားရမယ်ခဲပတ်ကိုဒီထိတ်ကောင်းလေးမှာကွက်တီလေးစုပ်ပေးရမှာနော်ခဏဆောင်ငါကားဆက်လို့ပြမယ်အဲ့ဒီမှာမီးမိတ်သွားတာကိုမြင်ရလိမ့်မယ်ကဲမူလနေရာမှာပြန်တက်လိုက်ပြီလှလှပပလေးပဲပစ္စည်းကိုနေရာတန်တန်ပြန်တက်မယ်တွေ့တယ်မလားဆရာကက်မကနစ်တွေကမင်းတို့ကိုဒီနီးလန်းမသိစေချင်ကြဘူးဘာလို့လဲဆိုတော့မီးလင်းနိုင်သူတို့စီလာပြီးပိတ်ဆန်ကုန်ခန်းစေချင်လို့လေကဲဒီမှာတက်လို့ပြီးပြီပြန်ဆက်လိုက်ပြီတေချာလှပသွားပြီဒီနီးလန်းကတကယ်ကိုမိုက်လုံလို့ပါကဲတေချာတက်ပြီးပြီဆိုတော့မီးလင်းတာပျောက်သွားမလားကြည့်အောင်ခဏလေးစက်နှိုးတန်ကြားရပြီစက္ကန့်ပိုင်းလေးစောက်လိုက်အောင်ဟောကြည့်မီးလင်းသွားတာပျောက်သွားပြီမဟုတ်လားဒီနီးလန်းလေးကိုမှတ်ထားကြနော်အားလုံးပဲတူတူရှိကြတာပေါ့
ဒါဟာဘာလို့ဘယ်သူမှတင့်ကိုမပြောပြခဲ့ရတာလဲဆိုတဲ့အကြောင်းရင်းပါပဲစက်ပြင်ဆရာတွေတင့်ကိုမသိစေချင်တဲ့လှုပ်ဝက်ချက်တစ်ခုပေါ်တင်ကား dashboard မှာသတိပေးမိလင်းလာရင်ဒါမှမဟုတ်ကားမှာပြဿနာတစ်ခုခုဖြစ်လာရင်ဒါကိုမသိပဲစက်ပြင်ဆိုင်ကိုတမ်းမသွားပါနဲ့အောင်လူတော်တော်များများမသိကြတာကတော့2010နှစ်နောက်ပိုင်းထုတ်လုပ်ခဲ့တဲ့ကားတိုင်းမှာ USB 4လေးကြောင့်ကွက်ထားတဲ့လှုပ်ဆောင်ချက်တစ်ခုပါဝင်နေတာပါလူအများစုကဒါကိုတချင်းသားထောင်ဖို့ဒါမှမဟုတ် USB စိုက်ဖို့လောက်ပဲထင်နေကြတာလုံးဝမှားပါတယ်စက်ပြင်ဆရာတွေကဒီစနစ်ကိုတင့်ကိုမသိစေချင်တာပါဒါကိုတင်မှာရှိတဲ့ USB ကြိုးလေးတစ်ချောင်းနဲ့တင်စမ်းသပ်ကြည့်လို့ရပါတယ်ကြိုးရဲ့တစ်ဖက်ကိုကား USB ပေါက်မှာစိုက်ကြံတစ်ဖက်ကိုဖုန်းနဲ့စိုက်ပါပြီးရင် AL2 လို့ရှာပြီးပထမဆုံးကြလာတဲ့ရလဒ်ကိုဖွင့်ပါအပေါ်ကအဆက်30ကိုနှိပ်ရန်ထွေးနဲ့ထဲဝင်ပြီး scan the car with your phone ဆိုတာတွေ့တဲ့အထိအောက်ကိုဆွဲကြည့်ပါကျိုးလဲချိတ်ဆက်ပြီး software လဲပွင့်သွားပြီဆိုရင် connect vehicle ကိုနှိပ်လိုက်တာနဲ့တင်ကားကိုအလိုလျောက်သတိပြုမိသွားပါလိမ့်မယ်တင်ကား model တစ်စိတ်ကိုရွေးလိုက်တာနဲ့ကားရဲ့စစ်ဆေးရေးစနစ်တစ်ခုလုံးကိုဝင်ရောက်ကြည့်ရှုနိုင်ပါပြီဒါဟာစက်ပြင်ဆိုင်မသွားပဲစက်ပြင်ဆရာမခေါ်ပဲတုံးလို့ရတဲ့ကားစစ်ဆေးရေးစကင်နာစနစ်ပါပဲပြဿနာပေါင်းများစွာနဲ့ချို့ယွင်းချက်တွေကိုရှာဖွေပေးနိုင်ပါတယ်ငါကားမှာဆိုရင် engine သတိပေးမိလင်းနေတာပါ full diagnosis ကိုနှိပ်လိုက်တာနဲ့ software ကကားရဲ့စနစ်တစ်ခုလုံးကိုစစ်ဆေးပေးပြီး C4 စနစ် fuel injection မှာပြဿနာရှိနေတာကိုရှာတွေ့သွားပါတယ်အဲ့ဒီအရာကုတ်ကိုဖျက်လိုက်တာနဲ့သတိပေးမိလဲအလိုလျောက်ပျောက်သွားပါလိမ့်မယ်ဒါအပြင်ကားမိုင်လုံးအစ်စ်ဟုတ်မဟုတ်ပြင်ဆင်ထားခြင်းရှိမရှိကစလို့ပုံမှန်အားဖြင့်ပတ်စံပေးဝယ်ရတဲ့ diagnostic scan တွေမှာပဲရနိုင်တဲ့လှုပ်ဆောင်ချက်ပေါင်းများစွာကိုသုံးနိုင်မှာပါ